နှစ်ပဲအချိန်ပေး N3 Canny Master New Edition ရဲ့ပေါ့နော် Canny လေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော် Canny တွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 Canny ပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်ကဲအားလုံးပါဗျာကျွန်တော်နာမည်ကတော့ရေသူလေးဖြစ်ပါတယ် The Sun Education Founder လည်းဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ပေါ့နော် N3 ပေါ့နော် Canny Master New Edition ရဲ့ကျွန်တော်တို့35လုံးမြောက်စကလုံးလေးပြောမှာပါ35လုံးမြောက်စကလုံးလေးရဆိုရင်ဘာမှခက်ခက်ခဲမရှိပါဘူးသူဒီအပိုင်းနှစ်ပိုင်းနဲ့လာပါမမတစ်ပိုင်းဒီအပေါ်ကတစ်ပိုင်းဒီကျွန်တော်တို့ကလေကွက်ဆိုတဲ့အပိုင်းပါမယ်အောက်ကကျွန်တော်တို့တစ်ပင်လေးအပိုင်းလေးတစ်ပိုင်းပါတယ်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်တို့ကပေါင်းပြီးတော့မှတ်လို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုမှတ်မလဲဆိုတော့လေခွင်းတွေကတစ်ပင်မှာအသီးတွေတီးနေပြီလို့ကျွန်တော်တို့မှတ်လိုက်မယ်နော်လေခွင်းတွေကတစ်ပင်မှာဒီအသီးတွေတီးနေပြီပေါ့နော်တီးနေပြီလို့ကျွန်တော်တို့မှတ်လိုက်ပါโอเคဒါဆိုရင်ဒီနေ့အနေနဲ့တောက်ကြနေအထိတရက်ကိုခန်းကြီးတစ်လုံးကျွန်တော်ရဲ့ YouTube channel မှာတင်ပေးပါတယ်ကျွန်တော်တို့35လုံးမြောက်စကားလုံးလေးတွေကိုကြည့်ကြည့်မယ်စာအုပ်ထဲဟာလေးတွေဖတ်ကြည့်မယ်ပေါ့နော်အဲ့ဟုတ်ပြီကျွန်တော်တို့ဟာတာစုဂျေပွန်ဒီနောက်ခါကျတော့ဟာတဲရူဒီဆုံးဒီနော်နောက်တစ်ခုကဟာတဲအစုံနော်ဒီကောင်ကကျတော့ဗာလဲဆိုကခါဂျစ်ဆုရှူး50y ပြီးတော့ခေကရလက်ပေါ့နော်ဒီကျွန်တော်တို့က star ပြထားတဲ့စကားလုံးတွေကတော့ကျွန်တော်တို့ Candy Master Overshin ရဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စိတ်ကအောင်မြင်မှုပေါ့နော်ပြီးတော့ရင်ခူထားမှုလို့ဖြစ်သည်နော်ဒါမျိုးတွေတွေ့ပါအားလုံးကိုကျေးဇူးတင်ပါတယ် Like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး